Hello အားလုံးပဲမင်္ဂလာပါရှင်အတီနာပါ Happy သတင်းကြွပါရှင်ဒီနေ့မှာတော့အတီနာကစီလန်းချောင်းပို့ဝင်တာနဲ့ပတ်သက်ပြီးတော့ပြပြပေးစင်းနေပေါ့နော်အဲ့တော့ဘာတွေပြောမှလဲဆိုလို့ရှိရင်ဒီစီလန်းချောင်းပို့ဝင်တဲ့လက္ခဏာတွေနဲ့เนาะဒီစီလန်းချောင်းပို့ဝင်ဒီစဉ်တစ်လျှောက်မှာဆိုလို့ရှိရင်ကိုကာကွယ်ကူတာမှုဘယ်လိုလုပ်မလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးစင်းနေပေါ့နော်ဒီ topic ကဆိုလို့ရှိရင်တော့ဒီခေါင်းစဉ်ကဆိုလို့ရှိရင် main ကလေးတွေမှာအရင်အဖြစ်များတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာမပြောခင်မှာဆိုလို့ရှိရင်တော့အနေငယ်လေးနည်းနည်းပြပြပေးစင်းနေပေါ့နော်အဲ့တော့စီလန်းချောင်းပို့ဝင်နေဆိုတာကဘယ်လိုခေါ်တာလဲဆိုလို့ရှိရင်เนาะဒီပုံဝင်တင်မှာရှိတဲ့ပိုးမွှားတွေကဆိုလို့ရှိရင်မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေကဒီစီလန်းချောင်းကနေတဆင်ခန္ဓာကိုယ်ထဲကိုဝင်ရောက်တာပေါ့နော်ဒါကိုပြောတာပေါ့နော်အဲ့တော့အမျိုးသမီးတွေနဲ့အမျိုးသားတွေမှာဆိုလို့ရှိရင်เนาะအမျိုးသမီးတွေရဲ့စီလန်းချောင်းကအမျိုးသားတွေထက်စီလန်းချောင်းထက်ကိုအများကြီးတိုးတယ်ပေါ့နော်အဲ့တော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီအမျိုးသားတွေထက်ကိုเนาะစီလန်းချောင်းပိုးဝင်နိုင်ကြီးကဆိုလို့ရှိရင်၄စားပိုများတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘသူတွေမှာစီလန်းချောင်းပိုးဝင်နိုင်ကြီးများသေးလဲပေါ့နော်အဲ့တော့ကိုယ်အိမ်မှာဖူးဖွားတွေเนาะနေမကောင်းဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်သူတို့မှာလည်းဒီစီလန်းချောင်းပိုးဝင်ဖို့အတွက်ရာခိုင်နှုန်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီစီလန်းချောင်းပိုးဝင်တဲ့လက္ခဏာတွေကဘာတွေလဲပေါ့နော်အဲ့တော့နံပါတ်1ကကြတော့တချို့တွေကတော့တစ်ခါတလေမှာဆိုလို့ရှိရင်တော့လက္ခဏာမပြဘူးပေါ့နော်အဲ့လိုအခါမျိုးကြရင်လည်းအတိနောက်ကျသွားတတ်တယ်ပေါ့နော်အဲ့တော့နံပါတ်2ကပါလဲဆိုလို့ရှိရင်ဒီစီးရဲ့လက်စီးသွားတာမှာဖြစ်တဲ့လက္ခဏာတွေပေါ့နော်အဲ့တော့ဥပမာပြောမယ်ဆိုလို့ရှိရင်စီးပူမဲပေါ့နော်ပြီးလို့ရှိရင်စီးသွားတာခက်ခဲမဲစီးကြံတယ်လို့ခံစားရမဲပေါ့နော်ပြီးရင်ခါအောက်ပိုင်းဒီစီးစက်နာမှာကြိုက်ခဲတာကိုတွေ့ရမယ်ပေါ့နော်ပြီးလို့ရှိရင်စီးတချို့တွေကဆိုလို့ရှိရင်တော့စီးမထိန်နိုင်ဘူးเนาะပြီးလို့ရှိရင်ဒီစီးထဲမှာသွေးပါတာတွေသွေးတွေတောင်ပါတတ်တယ်ပေါ့နော်ပြီးလို့ရှိရင်เนาะဒီစီးကဆိုလို့ရှိရင်တော့ဒီအနံ့တွေပြင်းမယ်ပြီးလို့ရှိရင်အယောင်ကလည်းအရမ်းရင့်မယ်ပေါ့နော်ဒါမျိုးတွေကိုကြုံရတတ်တယ်ပေါ့နော်အဲ့တော့ဒီအခြေအနေပိုဆိုးလာပြီဆိုလို့ရှိရင်เนาะဒီခါအောက်ပိုင်းကနေပြီးတော့ကြိုက်ခဲတာတွေရှိမယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ချမ်းတာတွေတုံတာတွေပေါ့နော်ဒီယောဂပိုးတစ်ခုဝင်တဲ့လက္ခဏာလိုမျိုးချမ်းတာတွေတုံတာတွေဖြစ်မယ်မအိမတာဖြစ်မယ်မူးဝေမယ်ပေါ့နော်တချို့ဆိုဖျားမယ်ပေါ့နော်ဒါမျိုးတွေထိပါကြုံရတတ်တယ်ပေါ့နော်အဲ့လိုเนาะဒီလိုလက္ခဏာတွေထဲကကိုက်ညီတာမျိုးရှိတယ်ဆိုလို့ရှိရင်เนาะကိုစီလန်းကြောင်းပိုးဝင်တယ်လို့တန်တရားရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအခါမျိုးကြလို့ရှိရင်ကိုကဆရာဝန်စီသွားပြီးတော့ကုသမှုခံယူရမှာပေါ့နော်အဲ့တော့ဒီဆရာဝန်စီသွားရင်တော့ဆရာဝန်ကဘာတွေလုပ်ပေးမှလဲပေါ့နော်ဘာလဲဆိုလို့ရှိရင်ဒီပုံမှန်ဆိုလို့ရှိရင်တော့เนาะဒီစီနမူနာယူမယ်သွေးတွေစစ်မယ်ပေါ့နော်ဒီပြီးရင်သူတို့ကိုဓာတ်ခွဲခန်းကိုပို့ရမယ်ပေါ့နော်ဓာတ်ခွဲခန်းပို့ပြီးတော့ဓာတ်ခွဲခန်းအဖြစ်ပေါ်မှာမူတည်ပြီးတော့ဆရာဝန်ကတေချာကုသမှုလုပ်ပေးမှဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းတချို့ဒီလိုမျိုးနေရာဒေသတွေတချို့ဓာတ်ခွဲခန်းမရှိပေါ့ဒါမျိုးတွေမှာဆိုလို့ရှိရင်တော့เนาะဆရာဝန်ပေါ်မှာမူတည်ပြီးတော့ကုသမှုကတော့ဒါမျိုးတွေမရှိနိုင်ဘူးပေါ့နော်သူတို့ခန့်မှန်းပြီးတော့เนาะဒီပိုးကိုနိုင်တဲ့ဆေးတွေသူတို့ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေပေးလိုက်မယ်ပေါ့နော်အဲ့တော့နှစ်ခုလုံးမှာဘယ်မှာပဲဖြစ်ပေါ့နော်ဆရာဝန်ပေးတဲ့ဆေးကိုစနစ်တကျနဲ့အချိန်မှန်ပေါ့နော်အပြင်ရက်ပြည့်အောင်တောက်မှာဖြစ်တယ်ပေါ့ဘာလို့လဲဆိုလို့ရှိရင်ဒီပိုးသက်ဆေးကဆိုလို့ရှိရင်အချိန်မှန်နဲ့ရက်ပြည့်အောင်တောက်မှာပေါ့နော်ဒီပိုးသက်ဆေးကဒီပိုးကိုနိုင်မှာဖြစ်တယ်ပေါ့နော်ဒီပိုးသက်ဆေးနဲ့ပတ်သက်ပြီးတော့လည်းဒီတောက်ပုံတောက်နည်းနဲ့ပတ်သက်ပြီးတော့လည်းအရင်အရေးကြီးပါတယ်အဲ့တော့အချိန်မှန်နဲ့เนาะရက်မှန်အောင်ပြီးရင်ရက်စေအောင်တောက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီလန်းချောင်းဒီပိုးဝင်တာကဆိုလို့ရှိရင်เนาะအချိန်မီကုသမယ်ဆိုလို့ရှိရင်ကုသလွယ်တယ်ပေါ့နော်ပြီးရင်ပျောက်လွယ်တယ်ပေါ့နော်ပြီးလို့ရှိရင်เนาะအချိန်မီမကုသဘဲနဲ့เนาะနောက်ကျသွားမယ်ပေါ့ဒါမျိုးဆိုလို့ရှိရင်ကြတော့ဒီပိုးကဆိုလို့ရှိရင်စီလန်းချောင်းထဲမှာသာမကဘဲနဲ့เนาะဒီကြောက်ကတ်ထိပါသူကရောက်သွားနိုင်တယ်အဲ့ဒီခါမျိုးကြလို့ရှိရင်เนาะကြောက်ကတ်မှာလည်းထိခိုက်မှုပျက်စီးမှုတွေဖြစ်မယ်ပေါ့ကြောက်ကတ်ပါပျက်စီးနိုင်တယ်เนาะတချို့ဒီလိုမျိုးเนาะရဲလေးဖြစ်နေတဲ့ဒီအဖိုးအဖွားဒီအဲ့ရထဲလဲနေတဲ့လူတွေဒါမျိုးတွေမှာဆိုလို့ရှိရင်ဒီစီလန်းချောင်းပိုးဝင်တာကိုအချိန်မကုသနိုင်ဘူးဆိုလို့ရှိရင်ဒါအသက်အန္တရာယ်ဆုံးရှုံးမှုထိပါဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အခုအတီနာကဒီเนาะကိုเนาะကုသကာကွယ်မှုဘယ်လိုလုပ်မှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးစင်းတယ်အဲ့ဒါတော့အချက်၄ချက်ရှိတယ်ပေါ့နော်အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ရှိရင်เนาะရေမြတောက်တာပေါ့နော်အဲ့တော့ရေမြတောက်ခြင်းအဖြစ်เนาะဒီစီလန်းချောင်းပိုးဝင်ကာစားမှာเนาะပိုးတွေကဒီစီလန်းချောင်းထဲမှာပဲရှိနေသေးတဲ့အတွက်ကြောင့်မို့လို့เนาะရေမြတောက်လိုက်တယ်ဆိုလို့ရှိရင်ဒီစီးတွေကဆိုလို့စီးထဲကနေတဆင့်ပေါ့နော်ဒီပိုးတွေကိုစွန့်ထုတ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ရေတောက်မယ်ဆိုရင်ရောဘယ်လိုတောက်ရမှာလဲပေါ့နော်အဲ့တော့ရေတောက်မယ်ဆိုလို့ရှိရင်เนาะနိုင်ဝက်ချတစ်ခါကိုတောက်ပေးရမယ်ပေါ့နော်အဲ့တော့ကိုเนาะရေစာမှရေတောက်တတ်တဲ့အပြင်ကိုပြင်ရမယ်ပေါ့နော်အဲ့တော့ရေကိုစားတိုင်းမတောက်ဘဲနဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်เนาะနိုင်ဝက်ချတစ်ခါတောက်ပေးရမယ်ပေါ့နော်အဲ့တော့နံပါတ်2ချက်ကဘာလဲဆိုလို့ရှိရင်เนาะစီးသွားခြင်းတဲ့အခါမှာလုံးဝမအောက်ထားဘူးပေါ့နော်
အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်เนาะဒီစီးအောက်ထားတာကဒီစီးအောက်ထားရာကနေเนาะစီးလန်းကြောင်းပိုးဝင်နိုင်တယ်လို့เนาะဒီယောဂပိုးဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းเนาะဒီယောဂရဲ့အခြေအနေကိုပိုဆိုးဝါးစေနိုင်တယ်ပေါ့เนาะအဲ့အခါကျတော့เนาะဘယ်နေရာဘယ်အချိန်ရောက်เนาะဒီစီးသွားဖို့ကိုဒီအောက်ထားတတ်တဲ့အချိန်မဖြစ်အောင်ကြိုးစားရမယ်ပေါ့เนาะအဲ့တော့နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်အမျိုးသမီးတွေကတန့်ရှင်းလုပ်တာပေါ့เนาะအဲ့တော့အမျိုးသမီးအများစုကဆိုလို့ရှိရင်เนาะသူတို့တန့်ရှင်းလုပ်ကြရဲဆိုလို့ရှိရင်အနောက်ကနေအရှိကိုတန့်ရှင်းလုပ်တတ်ကြတယ်အဲ့ဒါလုံးဝမှားတယ်ပေါ့နော်တကယ်တော့အမျိုးသမီးတွေတန့်ရှင်းလုပ်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီအရှိကနေပြီးတော့အနောက်ကိုတန့်ရှင်းလုပ်ကမှာဖြစ်တယ်ပေါ့နော်အဲ့တော့အတိနာကဒီနေရာမှာပေါ့နော်တော့ပြောရင်းနဲ့ဒီအဖိုးအဖွားတွေနော်အိမ်မှာအဲ့ရထဲလဲနေတဲ့အဖိုးအဖွားတွေနော်ကိုမဆောက်ရှောက်နိုင်တော့ဘူးပေါ့နော်သူတို့အီးတွေပါထားတယ်နော်ဒါကိုတန့်ရှင်းလုပ်ပေးမယ်ဆိုလို့ရှိရင်လည်းနော်ဒီအဖွားတွေဆိုလို့ရှိရင်နော်သူတို့ရဲ့ဒီအရှိကနေအနောက်ကိုပဲတန်ရှင်းရေးလုပ်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီလိုနီးနဲ့လဲဒီအဖွားတွေရဲ့ဒီစီလန်းချောင်းပိုးဝင်တာကိုကာကွယ်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်4ချက်ကဘာလဲဆိုလို့ရှိရင်ဗိုက်တာမင် C ပေါ့နော်အဲ့တော့အကုန်လုံးသိကြတဲ့အတိုင်းဗိုက်တာမင် C ကဒီကိုယ်ခံအားကောင်းစေတယ်ပေါ့နော်ပြီးလို့ရှိရင်အသားရည်လှစေတယ်မှန်ပါတယ်ပေါ့နော်အဲ့တော့ဗိုက်တာမင် C ကဆိုလို့ရှိရင်ဒီစီလန်းချောင်းပိုးဝင်တဲ့ကဏ္ဍမှာသူကဒီ C ရဲ့ဒီ acid pH level ကိုသူကမြင့်တက်စေပြီးတော့เนาะဒီ C ထဲမှာရှိတဲ့ပိုးတွေကိုသူကတည်စေနိုင်တယ်ပေါ့နော်ဒီလိုနီးနဲ့เนาะဒီဗိုက်တာမင် C ကဆိုလို့ရှိရင်တော့အများကြီးအထောက်အကူပြုတယ်ပေါ့နော်အဲ့တော့ကိုကဗိုက်တာမင် C ကိုဘယ်ရနိုင်လဲပေါ့နော်နှစ်ခုကရနိုင်တယ်ပေါ့နော်ဒီကိုကဒီဗိုက်တာမင် C ပါဝင်တဲ့ဒီအာဟာရကိုစားမလားပေါ့နော်အာဟာရစားမယ်ဆိုလို့ရှိရင်ဒီအသီးအရွက်တွေမှာရနိုင်တယ်ပေါ့နော်ဥပမာပြောဆိုရှင်မလက်ကသီးတို့ငရုတ်ကွသီးတို့ပေါ့နော်အချင်းပါတဲ့အသီးတွေမှာဆိုလို့ရှင်အသီးရွက်တွေမှာဆိုလို့ရှင်ရနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်2ကဘာလဲဆိုလို့ရှင်เนาะကိုကဖြစ်ဆွတ်အားစေးတောက်မလားပေါ့နော်အဲ့တော့ကိုကဖြစ်ဆွတ်အားစေးတောက်မယ်ဆိုလို့ရှင်လည်းဆရာဝန်ကိုတေချာတိုင်ပင်ပြီးတော့တောက်ရမယ်ပေါ့နော်ပြီးလို့ရှင်သူတို့ကကိုနဲ့ကိုက်ညီတယ်ပေါ့နော်ပမာဏကိုသူတို့ကကိုပေးမယ်ပေါ့နော်အဲ့တော့ဗိုက်တာမင် C ကိုအဲ့လိုနည်းနဲ့နှစ်ခုကနေရနိုင်တယ်ပေါ့နော်အဲ့တော့အတိနာပြပေးရဲ့ဒီနေ့ဒီစီလန်းချောင်းပိုးဝင်တာနဲ့ပတ်သက်ပြီးတော့ဒီကာကွယ်ကုသမှုကဆိုလို့ရှင်တော့ဒါအရန်အောင်မှအကျိုးရှိမယ်လို့ထင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှင် main ကလေးအများစုကဒီစီးလန်းချောင်းပိုးဝင်တာနဲ့ပတ်သက်ပြီးတော့အများတန်းကြုံရတာအတိနာဆိုတော့အတိနာတငယ်ချင်းတွေမှာကြားဘူးတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုဆောက်ရှောက်နိုင်ပါစေအားလုံးပဲတာပျော်ရှင်တဲ့ညနေခင်းလေးဖြစ်ပါစေရှင်ဘိုင်ဘိုင် happy တင်းကြပါနော်